မြက်ပန်းစီရီလေးမြေရိုးမုံမုံလှေငယ်တို့ကန်းဦးမီလို့အိတ်တန်းပြန်ငှက်တွေနှုတ်ဆက်ကြော့မြည်ကျူးတံမှာနေအောင်အိုးအိုးညှိုးငယ်စွာစေရီရင်ပြင်ပေါ်လဲလျောင်းအမောဖြေပြေဖို့မသေးကြကြော်ဖြတ်လို့ပြီးတဲ့အခါလှပပူပြင်းခဲ့မှုတွေဟာဓမ္မခြေတော်ရင်းမှာငြိမ်သက်ရစမြဲရင်ထဲလေအများကြီးထည့်ပြီးအမြဲတမ်းလွမ်းလို့မရတော့တချို့ကိုစိတ်အပြင်ဘက်မှာတင်ဂီတနဲ့မှတ်ပြီးလွမ်းရတော့မြက်ပန်းစီရီပန်းစီရီအောင်မှုဝေဆရာအောင်မှုဝေရဲ့ကြပြဖြစ်ပါတယ်